ကြက်မွေးမြူရေးကိုစိတ်ဝင်စားတယ်ဒါပေမဲ့ကြက်ကလေးမီးကင်တဲ့ခံကိုဘယ်လိုလုပ်ရမလဲမသိဘူးဆိုတဲ့ညီကိုတွေအတွက်ဒီဗီဒီယိုလေးသာစောင်းအောင်ကြည့်လိုက်တော့ဗျာကြက်ကလေးမီးကင်ကန်လောက်တက်သွားစေရမယ်ကြက်ကလေးမီးကင်ကန်ကိုစပြီးတော့ပြင်ဆင်မယ်ဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးလုပ်ရမှာတော့အကျယ်ဝန်းပေါ့နော်အကျယ်ဝန်းကတော့ကျွန်တော်တို့ဒီ10ပေပတ်လက်တစ်ခန်းကိုအကောင်900နှုန်းနဲ့ကျွန်တော်တို့လောက်မှာပေါ့ဒီခါဆိုရင်ကျွန်တော်တို့အကောင်ဘယ်လောက်မွေးမလဲပေါ့နော်10ပေပတ်လက်တစ်ခန်းကို900ကျန်တာတော့ကိုယ့်ကိုတွက်ကြည့်ပေါ့ဗျာကိုမွေးမဲ့အကောင်ကြီးကတော့ကိုယ့်ကိုဆက်ပြီးတော့တွက်ကြည့်လိုက်တော့ပေါ့ဗျာအကျယ်ဝန်းတတ်မှတ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကြမ်းခင်းပိုက်ပေါ်မှာပေါ့နော်ဒီကြက်ကြမ်းခင်းပိုက်ပေါ်မှာကျွန်တော်ဒီစာအပြာရောင်လေးတွေစာစိတ်လေးအပြာရောင်ပေါ့အဲ့ဒါလေးတွေအရင်ခင်းမယ်ပြီးရင်ကျွန်တော်တို့အပေါ်လိုက်ကအောက်လိုက်ကဘေးလိုက်ကအကုန်ထဲမှာပေါ့နော်ဒီအောက်လိုက်ကရောအပေါ်လိုက်ကရောဘေးလိုက်ကရောအကုန်လုံးပတ်လက်ထဲမယ်ပြီးရင်ကျွန်တော်တို့ကြက်ကလေးနေမဲ့နေရာမှာဒီကျွန်တော်တို့ဒီရိုင်လို့ခေါ်တဲ့ဟိုရိုင်ဇလီပေါ့ဗျာအဲ့ဒီအတူလေးတွေကျွန်တော်လိုက်ကတ်မယ်ပြီးကြရင်ကျွန်တော်တို့ဒီဇာအပြပေါ်မှာပေါ့ကျွန်တော်တို့ဖွဲပေါ့နော်စပခွန်ခင်းမယ်ဒီအပေါ်မှာပေါ့ဒီဇာပြပေါ်မှာဖွဲစပခွန်ခင်းမယ်အထူကတော့မထူမပါလေးပေါ့ဗျာအထူကြီးလည်းမဟုတ်ဘူးအပါကြီးလည်းမဟုတ်ဘူးမထူမပါလေးခင်းမှာပေါ့ပြီးကြရင်ကျွန်တော်ဒီကြမ်းခင်းတွေလိုက်စစ်မှာပေါ့နော်အပေါက်ရှိလားဘယ်နားမှာဟနေလဲကြက်ကလေးတွေပြုတ်ကျနိုင်လားအဲ့ဒါတွေလိုက်စစ်မှာပေါ့ဒါကတော့ကျွန်တော်တို့ဒီဇာပြပေါ်မှာဖွဲခင်းပြီးသွားတဲ့အနေအထားလေးပေါ့ဗျာပြီးသွားရင်တော့ကျွန်တော်ဒီထဲကိုကြက်ကလေးတွေမထည့်ခင်အစာခွက်ရေခွက်တွေအရင်ဆုံးပြင်ပေးရမှာပေါ့အစာခွက်ရေခွက်အရင်ပြင်ပြီးတော့မှဒီကျွန်တော်ကြက်ကလေးတွေထည့်မှာပေါ့နော်အစာခွက်ရေခွက်တွေကိုကျွန်တော်ဒီလိုမျိုးလေးထည့်ပေးရမှာပေါ့နော်ကျွန်တော်တို့ကြိုပြီးတော့ပြင်ရမှာပေါ့ကြက်မထည့်ခင်အစာခွက်ရေခွက်တွေကြိုပြီးတော့ပြင်ဆင်ထားပေးတာပေါ့အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီကြက်ကလေးတွေစားထည့်လို့ရပြီပေါ့ဗျာအခုဆိုရင်တော့ကြက်ကလေးတွေစားထည့်နေပါပြီထည့်တယ်ပေါ့နော်အခုဆိုရင်တော့ကြက်ကလေးတွေအားလုံးထည့်ပြီးသွားတဲ့ပုံစံလေးပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကြက်မလာခင်ဒီမီးသွေးပုံးလဲအရင်ထည့်ပေးရတယ်ဗျာကျွန်တော်ကရုတ်တရက်ကြီးရောက်လာတဲ့ခါကျတော့ပထမတော့မနက်မှရောက်မဆိုပြီးညရောက်လာတော့ကမန်ကနန်လင်းဖြစ်သွားတော့မီးသွေးပုံးရင်မထည့်လိုက်ရဘူးဗျာကြက်ထည့်ပြီးမှပဲအခုလိုမျိုးမီးသွေးပုံးလေးတွေထည့်လိုက်ရတာပေါ့ဗျာဒီလောက်ဆိုရင်တော့ကြက်ကလေးမီးကင်ကန်ဘယ်လိုလုပ်ရမလဲဆိုတာသိပြီထင်ပါတယ်လောက်တက်မယ်လို့လည်းထင်ပါတယ်အားလုံးချစ်တယ်နော်အာဘွား